ကျွန်တော်ရဲ့ hair man spare which ကိုခြာနေရနေပြန်နေကြိုးဆိုပါတယ်ကျွန်တော်မတွေ့ရလဲကြာပြီပေါ့နော်ဆိုဒီနေ့ကတော့ကျွန်တော်ကလေး9ကရွေးထုတ်ပေးထားတယ်ဒါကတော့နောက် next week ပေါ့နော်နောက်တစ်ပတ်အတွင်းဖြစ်လာနိုင်တဲ့ကျွန်တော်အဲ့လိုမျိုးအနည်းဆုံးအရာတွေကိုဆွဲယူပြီးတော့အချင်းချုံပြီးကြည်ပေးထားပဲဖြစ်ပါတယ်ပြီးနေထားပဲဖြစ်ပါတယ်ဆို okay ကတ်တွေမကြည့်ရင်ဘူးအတန်ပဲနားထောင်ခြင်းနဲ့ဆိုရဲလူတွေဆိုလို့ရှိရင်လည်းကျွန်တော်ကတ်တွေကို energy resonate ဖြစ်တဲ့ကာလာလေးပဲဖြစ်ဖြစ်ဟိုကြောင်ပုံလေးတွေလူပုံစံလေးပဲဖြစ်ဖြစ် UV energy resonate ဖြစ်လို့ UV ပြီးပြီးဆိုလို့ရှိရင်ကိုစဉ်းစားခြင်းနဲ့အတွေးကိုစဉ်းစားခြင်းနဲ့အပိုင်းကိုတွေးရင်လည်းအကြောင်းပေါ့နော်တွေးထားလို့ရပါတယ်ဆိုတော့ခဏနေကျွန်တော် energy check လုပ်ပြီးလို့ရှိရင်ကျွန်တော်ပြင်ပေးမယ်ဆိုတော့ဒါတော့ next week ပေါ့နော်လာမယ့်တစ်ပတ်ထဲမှာဖြစ်လာနိုင်တာ over all လို့တော့ပြောလို့ရတယ်ဆိုတော့အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ် okay so here we go ဒီမှာပေါ့နော်ဒီမှာ2 soft pan တွေရယ် strength ရယ် nice of 1ရယ် the full ရယ် 7 of 1ရယ်ဆိုတော့ the full ရယ် the strength ရယ်နှစ်ကပ်ပါတယ် major ကကောင်းတဲ့ energy လေးတစ်ခုပဲ positive energy လေးတစ်ခုပဲmaybe ကျွန်တော် energy ပေါ့နော်ကျွန်တော် intuition မှာပေါ်လာရဆိုလို့ရှိရင်narrator အနောက်ခံစကားပြော caster အဲ့လိုမျိုးလူတွေဗျာဒီလားအဲ့လိုမျိုးလူတွေဖြစ်နိုင်တယ်ဆိုတော့ခုနအဲ့လိုမျိုး energy အဲ့လိုမျိုးရလိုက်တယ်မဟုတ်လို့ရှိရင်လည်းကိုက operator လုပ်နေရနော်ဆက်သွယ်ရေးရုံးမှာလုပ်နေလူမျိုးတွေဒါမျိုးတွေပေါ့နော် the full energy ဆိုတော့ဒီလိုမျိုးရတယ် earphone တွေကအမြဲ always close ဖြစ်နေလူတွေဆိုတော့ knife of 1ဆိုတော့ဒီမှာတော့ကိုကလောလောဆယ်မှာအကုန်အဆင်ပြေပြီးသားခီးသွားခြင်းနဲ့မှုပေါ့နော်ခီးသွားခြင်းနဲ့မှုရတယ်စိတ်မုန်းချက်နေရာမျိုးတွေတွေ့နေရတယ်နောက်ပြီးတော့7 of 1ဆိုလို့ရှိရင်7 of 1ဆိုတော့7 of 1ဒီမှာကြောင်လေး4កောင်ဆိုပေမဲ့7 of 1ဒါကို universe ကပြောရင်တဲ့စကားတစ်ခုသတင်းတစ်ခုဖြစ်လိမ့်မယ်ဆိုတော့တချို့အရာတွေကပတ်စံနဲ့ပေးဝယ်လို့မပြီးဘူးပေါ့နော်ကိုဘဝမှာကိုလိုချင်တဲ့အလှတရားတွေကိုလိုချင်တဲ့အရာတွေကကိုအတွင်းထဲမှာပဲရှိရဲဆိုတာမျိုးပြောရင်လားသိလားသူများတွေဆော့နေကွာတွေ့လားကြောင်လေး3កောင်ကြောင်လေး4កောင်ရှိတယ်3កောင်ကဟိုဘက်မှာဆော့နေတကောင်ကဒီမှာမတည့်ရဲကြည့်နေကွာသူလည်းပြောချင်မှာဟောအတင်မှာဒါပေမဲ့သူ့ကိုသူပြန်မရှာတွေးမိရလဲဖြစ်နေတယ်ဒီလိုမျိုးပြောနေတာကွာဆိုတော့ဒါနည်းနည်းနားလဲသဘောပေါက်လို့အောင်ရှင်းပြပါကို energy resonate ဖြစ်တဲ့ကို thinking ကိုအတွေးကိုယူလို့ရပါတယ် take လို့ရပါတယ်ဆိုတော့ okay ဆိုတော့ဒီမှာ 2 of panic ဆိုတော့ငွေကြေးကိုညှိနှိုင်းပြီးတော့လှုပ်ဆောင်ပါပေါ့နော်ငွေကြေးနဲ့ပတ်သက်တာတွေเนาะအစင်မပြေရဲ့ကိစ္စမျိုးတွေစာချုပ်စာတမ်းတချို့ယုံနေပါသွားတာမျိုးဖြစ်တယ်တတိထားပေးပါပေါ့နော်ဒီတစ်ပတ်အတွင်းမှာဆိုတော့နေ့ဒီနေ့တော့ကျွန်တော်ပြောမနေတော့ဘူးဆိုတော့အရင်ဆိုလို့ရှိရင်တော့အရင်ပေါ့နော်ကျွန်တော် energy resonance intuition ပေါ်မှာပြောလို့ရှိရင်တော့ Tuesday ပေါ့နော် Tuesday ပုံနေအင်္ဂါပေါ့နော်ဆိုတော့ Tuesday ပုံအင်္ဂါနေ့ခီးသွားတာမျိုးရှောင်းလိုက်ပေါ့နော်ဒါမျိုးလေဆိုလို့ရှိရင် financial ဘိုင်းမှာ material ဘိုင်းမှာเนาะlawyer ရှင်းနေ lawyer တို့ဘာလို့အဲ့လိုမျိုးတယောက်နေပေါ့နော်စကားပြောရအမျိုးဖြစ်တတ်တယ်okay ဆိုတော့ဒါတော့ဆောင်းရှောင်းလေးတွေပါပဲ2D 3D ခဏနေတော့မပေးတော့ပါဘူးကျွန်တော် feeling နဲ့အလုပ်လုပ်တာဆိုတော့ intuition နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ဒီလောင်းကစားတွေကိုတော့ကျွန်တော်အရင်အကျိုးမပေးပါဘူးပေးလိုက်လို့ရပါတယ်ကျွန်တော်ပါဇက်ကပြောလိုက်လို့ရတယ်ဒါပေမဲ့စိတ်ကူးပေါ့ရင်တော့လည်းကျွန်တော်ပေးပါမယ်ပေါ့နော်အဲ့တော့ကိုတိုက်ဆိုင်လို့ကိုကျွန်တော်ဗီဒီယိုဝင်ကြည့်တဲ့အချိန်ကျွန်တော်ပေးလိုက်တဲ့ကဏ္ဍနဲ့တိုက်တဲ့စံနဲ့ထိုးလိုက်လို့ပေါက်သွားရဆိုလို့ရှိရင်လည်းဒါသဘောပေါ့နော်ဒါပေမဲ့ကျွန်တော်အမြဲတမ်းတော့မပေးနိုင်ဘူးโอเคဒါကိုပြောပြပါ 2D 3D ရောလာမတောင်းပါနဲ့ကျွန်တော်ကပြီးတော့လူငယ်တယောက်ဖြစ်တယ်content creator တယောက်လည်းဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်ဒါမျိုးတွေတော့ကျွန်တော်အမြဲတမ်းတော့လုံးမမဟုတ်ဘူးဆိုတော့ကျွန်တော်ကြိုပြီးတော့ request လုပ်တာပါအားလုံးပဲကျေးဇူးတင်ပါတယ်ဆိုတော့ okay ဒီမှာ the full ဆိုရယ်ကက်လည်းပါတယ်ဆိုတော့ reading လေးကိုပဲပြန်ဆက်လိုက်အောင်နော် the full ဆိုရယ်ကက်ကခုန2 soft ဖန်နေနဲ့အဲ့လိုမျိုး energy draw ဖြစ်တယ်
energy draw ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ငွေကြေးကိုကိုယ်အသက်ကြီးမဲ့ကြီးရှာနေတဲ့လူတွေအလုပ်တွေတစ်ခုလုပ်ဖို့စဉ်းစားနေတဲ့လူတွေဆိုလို့ရှိရင်the fool ဆိုတာ energy အမြင့်ဆုံးပဲကိုကယူနေအောင်လိုက်ရှာနေတဲ့လူတယောက်ဆိုလို့ရှိရင်ကိုเจ้าကိုပဲသိလိမ့်မယ်ကွာသိတာမင်းတို့တွေနော်အမတို့အကိုတို့တွေဆိုတော့အန်တီတို့တွေပေါ့နော်ကိုเจ้าကိုပဲသိလိမ့်မယ်ဒါဆိုလို့ရှိရင်ဒီလောဘတွေကိုခဏအတော်တက်လိုက်ပေါ့နော်အတော်တက်ပြီးတော့တိုင်ပဲညှိနိုင်လှုပ်ဆောင်ပါပေါ့ဘေးနာတငယ်ချင်းတယောက်အောင်လည်းဖြစ်အတိပဲဖြစ်ငါတို့ဒါလေးလှုပ်လိုက်ရင်ကောင်းမလားတိုင်ပင်ကြည့်လိုက်တာမျိုးဟိုအလုပ်တစ်ခုဆိုလို့ရှိရင်ကိုတယောက်တည်းမဟုတ်ဘဲနဲ့ knowledge sharing လုပ်ပေးလိုက်တာမျိုးကွာဒါမျိုးပြောနေတာ okay ဆိုတော့ tools of finding ဆိုတာ communication ခက်နော် communication ဆိုတော့ okay ဒါအချိတ်ဆက်လုပ်ခိုင်းတာနော်တယောက်ယောက်နဲ့ community တစ်ခုခုနဲ့အဖွဲ့အစည်းတစ်ခုခုနဲ့ဆိုတော့ကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ကိုယ်ပိုင် community လေးပေါ့နော်ဒါ YouTube channel ရယ်ကျွန်တော် Discord ရယ်ပြီးတော့ကျွန်တော်ရဲ့တခြား Telegram ပေါ့နော်တခြား Telegram channel တွေနဲ့ကျွန်တော် channel လေးမှုအနေနဲ့ YouTube မှာကျွန်တော်ဒီလိုမျိုး message တွေကိုလုပ်ပေးနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ reading လေးကိုသဘောကျနှစ်သက်မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့ reading လေးကတော့ဒီလောက်ပါပဲဆိုတော့အရင်မရှိစေတဲ့အတွက်ကြောင့်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်ဆိုတော့ကြည့်ပေးတဲ့ရောက်ချင်းစီတိုင်းကိုသဘောကျချင်းနဲ့နှစ်သက်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့အားလုံးပဲနောက် video တစ်ခုကျမှပြန်တွေ့ကြမယ်ဆိုတော့မပြေဆုံးတာရှိသွားလို့ရှိနေရှင်လည်းခွင့်လုပ်ပေးပါအားလုံးပဲ bye bye see you in next video